စိတ်ကောင်းရှိဖို့ပထမလို့အမရပူရမာခန္ဓာကိုဆရာတော်ကြီးကသူကျောင်းတိုင်းမှာစာရန်ကြီးရေးထားစိတ်ကောင်းရှိဖို့ကပထမလို့ဆိုမှန်တယ်စိတ်ကောင်းရှိလို့ရှိရင်အပြောလဲကောင်းလာတာပဲလုပ်ရက်တွေလည်းကောင်းလာတာစိတ်ကောင်းမရှိဘူးဆိုရင်အပြောဆိုလုပ်ရက်မှုတွေလည်းလွဲချော်ကုန်တတ်တယ်ပေါ့ဒါကြောင့်မို့အရာရာမှာစိတ်ကောင်းနှလုံးကောင်းဆိုတာအဓိကထားပြီးတော့ဆုံးမဩဝါဒပေးတာဖြစ်တယ်တကယ်တော့လေစိတ်ဆိုတာအသီးသီးရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတာဖြစ်သောကြောင့်မိမိကိုယ်တိုင်နဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့အရာသာဖြစ်တယ်ပေါ့စိတ်ဆိုတာမိမိတဏ္ဍာမှာဖြစ်လို့စိတ်ကောင်းရှိသူနဲ့သာသက်ဆိုင်တဲ့အရာတစ်ခုဖြစ်တယ်သူရဲ့ပြောဆိုမှုစိတ်ကောင်းရှိသူရဲ့ပြောဆိုမှုပြုလုပ်မှုတွေဟာတော့ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုတွေလည်းဖြစ်ပေါ်စေတယ်အဓိကစိတ်ကောင်းကမိမိတဏ္ဍာမှာဖြစ်ပေါ်ရာဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအရေးကြီးတဲ့အခြေခံအဖြစ်ဖြစ်ပေါ်တယ်ဒါကြောင့်မို့လို့ကုသကောင်းမှုလုပ်တဲ့အခါမှာတဲ့မြတ်စွာဘုရားကအကျိုးတရားတွေပြည့်ပြည့်ဝဝရဖို့အတွက်မလူခင်ကလည်းဝမ်းသာနေရမယ်လူနေတဲ့အချိန်မှာလည်းဝမ်းသာနေရမယ်လူပြီးတဲ့နောက်စဉ်းစားမိတိုင်းလည်းဝမ်းသာမှုဖြစ်ရမယ်လို့ဝမ်းသာမှု၃ရက်နဲ့ပြည့်စုံတဲ့အလှဟာပြည့်စုံတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဒီလိုဟောတာဟာစိတ်ဓာတ်ရေးရာနဲ့ပတ်သက်ပြီးတော့အဓိကထားဟောတာဖြစ်တယ်မလူခင်ကအတ္တတရောဖြစ်နေတယ်လှူနေတုန်းလည်းအတ္တတရောဖြစ်ပြီးဝမ်းသာနေတယ်နောက်ပိုင်းမှာဒီလူမှုနဲ့ပတ်သက်ပြီးတော့တခါတည်းစိတ်ပြောင်းသွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့အဲ့ဒါလို့စိတ်ပြောင်းသွားတာမျိုးဖြစ်လို့ရှိရင်အကြောင်းတရားကတွန့်သွားသည့်အတွက်ကြောင့်အကျိုးပေးကြတော့လေတွန့်ဆုတ်သွားတယ်ဒီလိုဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားကမိမိလုပ်တဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်တပြေးညီဖြစ်နေဖို့လိုအပ်တယ်လို့ဒေသနာတော်မှာပုပ္ပေဝဒါနာသူမနောမလူမီကစိတ်ကောင်းနှလုံးကောင်းနဲ့ဝမ်းမြောက်ဝမ်းသာဖြစ်နေပါတဲ့တထံစိတ်တံပတာရေလူနေတုံးနဲ့စိတ်လေးကြည်နူးနေပါစေဓတ္တဝါအတ္တမနောလူပြီးတဲ့နောက်ပိုင်းမှာတတိယတိုင်းလဲဝမ်းမြောက်နေပါစေလို့အဲ့ဒါလို့ဖြစ်လို့ရှိရင်ကိုယ့်ရဲ့အလှဟာသုံးချက်ညီလို့ပြည့်ပြည့်စုံစုံတဲ့အလှဖြစ်တယ်လို့ဒါကကိုယ်တိုင်ထိမ့်သိရမယ်စိတ်နေသဘောထားကိုအနုမောဒနာတရားတွေမှာဟောကြားလေးရှိတယ်တွန့်ဆုတ်သွားတာမျိုးဖြစ်မယ်ချီနူးမှုတွေများများမဖြစ်ဘူးဆိုလို့ရှိရင်အလှရဲ့စွမ်းအားတွေဟာရောပါသွားနိုင်တယ်လို့ဒီလိုဆိုလိုတာအဲ့ဒါကြောင့်မို့လို့စေတနာ၃ဓာတ်ဆိုတာဒါကိုပဲပြောတာ